မနက်ခင်းလေးမှာဂျင်မီရဲ့ကိုကီရဲ့တို့နှစ်ယောက်ကသူတို့ချစ်တဲ့ကြီးကျုံနှစ်ကလေး၅ကောင်ကိုလောင်အိမ်လေးထဲမှာထိုင်ကြည့်နေကြပါတယ်ဂျင်မီတော့နှစ်ကလေးတွေဘာလုပ်နေကြလဲဆိုတာစိတ်ဝင်စားပြီးတိတ်တိတ်လေးကြည့်နေတယ်ကိုကီကတော့အစာလေးထည့်ပေးပြီးနှစ်ကလေးတွေပျော်ပျော်ရွှင်ရွှင်ဆော့ကစားနေတဲ့ပုံကိုကြည့်ရင်ရမ်းပျော်နေပါတယ်ကြေးကျုပ်နှစ်ကလေးတွေကလည်းလောင်အိမ်လေးထဲမှာပြန်လိုက်ခုံလိုက်နဲ့မနက်ခင်းလေးကိုပျော်ပျော်ရွှင်ရွှင်ဆော့ကစားနေကြပါတယ်